စက္ကန့်30အတွင်းမှာနူးညံ့ပြီးဆွဲဆောင်မှုရှိတဲ့နှုတ်ခမ်းလေးတစ်စုံကိုပိုင်ဆိုင်ခြင်းပါသလားဒါဆိုရင်တော့လွယ်ကူမြန်ဆန်တဲ့နှုတ်ခမ်းသားလေးကိုဂရုစိုက်နေအဆင့်ဆင့်ကိုကြည့်လိုက်ကြရအောင်တော့အဆင့်တစ်ဆဲသေးဖယ်ရှားမယ်နူးညံ့တဲ့ brush လေးဒါမှမဟုတ်တကြား scrubber နဲ့နှုတ်ခမ်းပေါ်ကဆဲသေးတွေကိုညင်ညင်သာသာလေးပုတ်တိုက်ဖယ်ရှားပေးပါဒီလိုလုပ်ပေးတာကနှုတ်ခမ်းသားလေးကိုချုံးမွေပြီးတောက်ပေါက်ကိုအသင်းချစ်စေမှာပါအဆင့်နှစ်ရေဓာတ်ဖြည့်မဲ့ lip balm ဒါမှမဟုတ်ရေဓာတ်ဖြည့်ပေးတဲ့ serum တစ်မျိုးမျိုးကိုလိမ့်ပေးပါဆိုဆိုတီတီဖြစ်နေခြင်းကကြေးပြေဖြိုးဖြိုးနဲ့ကျန်းမာတဲ့နှုတ်ခမ်းသားလေးရဲ့တောချက်ပါပဲရှင်အဆင့်3ရှက်ပီရီနဲ့အယောင်တင်မဲ့နောက်ဆုံးအဆင့်အနေနဲ့ရှက်ပီရီ cute lip tint လေးကိုသုံးပြီးအလှဆုံးအဆုံးတက်လိုက်ပါ cherry red နဲ့ berry pink ဆိုပြီးအယောင်လေး2မျိုးရနိုင်ပါတယ်ချဲမမောက်ပန်းတလဲသီးနဲ့ဘေထက်ဂုကနိုးရဲ့အစီနှစ်တွေပါဝင်လို့အယောင်အာဟာရနဲ့တောက်ပေါက်မှုအားလုံးကိုတစ်ချိန်တည်းမှာပဲရရှိစေမှာပါဒါပါပဲဘယ်ချိန်ဘယ်နေရာမှာပဲဖြစ်ဖြစ်နူးညံ့ဆိုပြေပြီးတဘာဝအတိုင်းလှပတဲ့နှုတ်ခမ်းလေးတွေကိုပိုင်ဆိုင်နိုင်ပါပြီရှက်ပီရီ cute lip tint လေးနဲ့ဒီနေ့ပဲစမ်းသုံးကြည့်လိုက်ပါနော်